တော့ပြန်ပြီးကျမတူမလေးသူတို့တစ်သေးဆိုဘာမှမလုပ်ပေဘူးကိုပဲပင်ပန်းခံရတာပြီးတော့ကိုပတ်စံပဲကုန်တယ်ဒီမှာကိုင်းထားတာ6000မြန်မာငွေဆိုရင်360ပေါ့နှုတ်ရအောင်မယ်တဲ့အခုကြတော့ကိုတူမလေးပေါ့နော်ဒီလက်သက်ဆိုင်မလုပ်တယ်ဟိုတခါကျတော့ operation ကြီးဆင်းတဲ့ခါကျလူတိုင်းကပါသွားတယ်နှုတ်ရတယ်အခုကျတော့သူတို့ဆိုင်က complaint ထိထားတာတဲ့ complaint ထိထားတဲ့အရာတွေကြတော့တချို့သူတွေနှုတ်လို့ရတယ်ဒါပေမဲ့တစ်သေးကမသွားဘူးပွဲစားနဲ့သွားနေရတယ်ပြီးတော့ကျမတူမလေးရယ်ပြီးတော့ကြံတဲ့ကလေးတွေ3-4ယောက်ရှိတယ်တဲ့အမှုတွေဘာအမှုလဲမသိဘူးပေါ့နော်သူတို့ကပြဿနာရှိတယ်တဲ့လွယ်လွယ်နဲ့နှုတ်လို့မရဘူးတဲ့အမှုရှိတဲ့အခါကျတော့ဒီပတ်စံကိုကိုင်းထားတာလဲဘာမှသုံးစားလို့မရစိတ်ဆင်းရဲတယ်သူများနိုင်ငံမှာတကယ်သူတို့တစ်သေးစီလေသူတို့လူမျိုးမှာသူတို့နှုတ်ပေးတာကိုမြန်မာကိုသားရင်သားဆိုတရားမတူတာဝန်မယူပေးဘူးပြီးတော့သူတို့ဆိုင်မှာလှုပ်ပေးနေရတာဂျိုးလို့တော်တာထွက်တယ်ကိုလည်းလောက်ကုန်ကောင်းမလုပ်ရအောင်နှခါထိသွားတယ်ဒီတစ်သေးနဲ့ဒီတစ်သေးပြန်မယ်ဒါပေမဲ့တစ်သေးကဘာမှမလုပ်ပေးဘူးအခုကျမပွဲစားနဲ့သွားတယ်6000ပေးရမလား6ဟိုတခါက6500အခုလည်း6500ပြန်မလားမသိဘူးပေးနိုင်တယ်အတိကကွာသူမလဲကလည်းအသက်ငယ်သေးတယ်ထောင်မလဲမပေးနေစေချင်ဘူးကွာညီမကြီးလည်းအချိန်နဲ့မကောင်းတဲ့ခါကြတော့စိတ်ဆင်းရဲတယ်ဒီနေ့အဖြေမသိဘူးတဲ့နောက်တရက်2ရက်နေမှအဖြေပေးမယ်ဆိုတာလို့ပို့ကိုမရှိတော့တာအဲ့လိုမျိုးဆိုသိတယ်ချိန်တွေကစိုးနေပြီမှုနဲ့သွားရမယ်မှုနဲ့လာရမယ်ဘာမှုလဲငါလည်းမသိဘူးသူတို့ဆိုင်က complaint တက်ထားတာဘာမှုလဲမှုရှိတယ်တဲ့ဒီတိုင်းနဲ့မလုပ်ပေးဘူးတဲ့ငါလည်းဘာမပြောတတ်ဘူးစပင်မဲနဲ့သူမလဲတနာတယ်တန်ငယ်လေးနဲ့ဟိုတကားတီးတဲ့6500လှုပ်ပြီးတော့မစားရဲမတောက်ရဲကျမရော်ပေးနေရတယ်သူမလဲရော်ပေးထားတဲ့6000ဟုတ်လား6500သူရော်ထားတဲ့ပတ်စံပဲတာသူပြန်နှုတ်ရမယ်ဒါသူပတ်စံပဲကျမတပြားမသုံးရအောင်ဒါပေမဲ့ကျမပတ်စံရှိတဲ့ခါကျသူစိုက်ပေးထားတယ်သူရှာရတဲ့ခါကျသူပြန်ရော်မယ်သူရော်ထားတယ်မကြသေးဘူးမိတော့ပြန်ပြီထိတော့ပြန်ပြီစိတ်ပင်မနဲ့တကယ်ပင်မနဲ့ပြီးတော့သူမလဲကလည်းသူ့အမေသူ့အဖေဒီမှာမရှိဘူးကွာမြန်မာပြည်မှာဆိုတော့အကောင်လုံးကကိုယ်တောင်ဝင်ဖြစ်နေတယ်ဒီလိုမျိုးဖြစ်ရင်လေသူများစီပတ်စံတော့မချီနဲ့အဲ့ဒါကြောင့်ငွေစုထားတာကဒီလိုမျိုးဖြစ်တယ်ဆိုကိုယ်ပတ်စံရှိဒီလိုမျိုးပေါက်လိုက်ချင်တာသူများစီတော့မချီနဲ့တချို့လူကိုမျိုးပဲထိတော့တဲ့ခါကျဖုံးဆက်တယ်ဟဲဖုံးဆက်တယ်ဘလို့လဲဘလို့ချင်းနေပဲတောင်းတာချင်းနေပဲမေးတာပတ်စံလိုလားဆိုတော့သူမှမမေးရပေးရမှာကြောက်တယ်ပြီးတော့အဲ့မှာလှုပ်တဲ့သူတွေကအဲ့လိုပဲပါတော့ပြီးပတ်စံလာပို့သူတို့ပတ်စံရှိတယ်သူမပေးဘူးမဆိုင်ပေးဘူးကိုတိုင်းတော့ပို့အဲ့လိုမျိုးလူတွေအတွင်းစိတ်နဲ့မပေါင်းကြဘူးအပေါ်ရန်တွေများတယ်အလကားပဲ